ကျွန်တော်ကတော့အရင်ကတော့ရုပ်ရှင်မင်းသားပေါ့အခုကတော့မသားမင်းသားဖြစ်ဒါမဲ့ဒီမသားမင်းသားဆိုတဲ့ဂုံပုတ်ကိုကျွန်တော်ကျင့်တဲ့ပီတိလည်းဖြစ်တယ်ဘာကြောင့်လူတွေကအချိန်တိုင်းနိုင်တိုင်းစက္ကန့်တိုင်းမှာဘဝတွေကူးနေရတယ်ဘဝကူးတဲ့အချိန်မှာဒီကျန်ရည်သူမိသားစုတွေရဲ့အပူမီးတွေဒီအပူမီးတွေကိုအိမ်ခွင့်ရတဲ့အတွက်ကျွန်တော်ကျင့်တဲ့ပီတိလည်းဖြစ်တယ်ကျွန်တော်တို့ကဒီ2001 January လ1ရက်နေ့ကစပြီးတော့ဒီနိုင်ကူညီမှုအသင်းလုပ်ငန်းကိုစခဲ့တယ်ဒါကျွန်တော်တို့ရဲ့ကျေးဇူးရှင်စာရေးဆရာဒါရိုက်တာကြီးဘဘဦးဒုက္ခစပြီးမျိုးစေ့ချခဲ့တယ်ဘဘဘာဖြစ်လို့ဒီလိုနိုင်ကူညီမှုအသင်းရန်ကုန်ထူထောင်ရလဲဆိုတာကိုဒါကျွန်တော်အချင်းချုပ်လေးပြောပါမယ်2000ခုနှစ်လောက်ကဘဘဆေးရုံတက်ရဘဘဆေးရုံတက်တဲ့အချိန်မှာဘဘရဲ့ကတင်ဘေးမှာအမေအိုကြီးတယောက်လာဆေးကုသဒီအမေရဲ့မိသားစုကနေ့စဉ်တို့ဘဒီသူတို့အမေကြီးရှိကိုလာပြီးတော့ view site ကြတယ်ကျမ်းမာရေးကိုစောင့်ရှောက်ကြတယ်အမေကြီးကို view site ရင်းနဲ့တရက်ကြတော့ဆရာဝန်ကပြောတယ်ခင်ဗျားတို့အမေကြီးကိုအိမ်ပြန်ခေါ်ရင်ခေါ်သွားလို့ရပြီဆေးဝါးလည်းအစွမ်းကုန်ကူပြီးပြီဆရာဝန်ကလက်လျှော့လိုက်တဲ့အနေအထားမျိုးပြောတယ်အဲ့လိုပြောတဲ့နေရာစာပြီးဒီမိသားစုဝင်တွေကအမေကြီးရှိမလာတော့ဒါဘဘသတိထားမိတယ်နောက်4-5ရက်လောက်နေတော့အမေကြီးဆေးရုံမှာဆုံးသွားတဲ့အချိန်မှာအမေကြီးရဲ့ကြံရတဲ့ရုပ်ခန္ဓာကိုလမ်းဘေးမှာသေဆုံးတဲ့သူတွေအမည်မသိသေဆုံးတဲ့သူတွေပိုင်ရှင်မဲ့အလောင်းနေနဲ့သူရောထွေးပြီးတော့နိဗ္ဗာန်နဲ့တည်သွားပြီးတော့တချိုးတာကိုဘဘသိလိုက်အဲ့တော့ဒီမိသားစုဝင်တွေဘာဖြစ်လို့ကိုယ့်ရဲ့မိခင်ရင်ကျေးဇူးရှင်မိခင်ရင်ကြီးကိုဆေးရုံမှာတယောက်တည်းရဲဆက်ဆက်ပြစ်သွားတာလဲဒါကိုသိချင်တဲ့အတွက်ဘဘစုံစမ်းတဲ့အချိန်ဒီမိသားစုဝင်တွေနဲ့တွေ့တယ်မိသားစုဝင်တွေကရင်ဖွင့်တယ်ကျွန်တော်တို့ကျမတို့အမေကြီးကိုအရန်ချစ်တယ်တန်ရောစင်လည်းရှိတယ်အိမ်ကိုလည်းပြန်ခေါ်သွားခြင်းတယ်ဒါပေမဲ့အိမ်ရောက်တယ်ဆိုရင်ဆုံးသွားတယ်ဆိုရင်တကြိုဖို့အတုပစိတ်မတတ်နိုင်တာနဲ့ဒီလိုပဲဆေးရုံမှာရင်နာနဲ့ပြစ်ထားခဲ့ရပါလို့ဘဘကိုရှင်ဖွင့်အဲ့ဒီအချိန်တုန်းကဆိုရင်ဒါကျွန်တော်တို့ရန်ကုန်မြို့မှာနိုင်ဖြစ်ပေါ်လာရင်တကြိုဖို့စိတ်အတုပချဖို့စိတ်ကတော်တော်မြင့်မားတယ်ရန်ကုန်မြို့နဲ့အနီးတစ်ဝိုက်ထောက်ချမ်းတို့လှဲကူးတို့အဲ့ဒီဘက်မှာလက်ပြတ်နာတက်ဘူးတယ်ဆုံးသွားတော့တကြိုဖို့ညင်မြုပ်ဖို့စိတ်မတတ်နိုင်ညကြတော့မှဒီအလောင်းကိုဖြာလိမ့်နဲ့လိတ်ပြီးတော့ခိုးကြောင်ခိုးဝဲနဲ့မှောင်နေရနေပြီးတော့လူများလဲခွက်ထဲမှာသွားမြစ်လဲပိုင်ရှင်သိတော့ဒုံဆွဲဓာဆွဲနဲ့ပြဿနာတွေတက်ဒီလိုအခြေအနေမျိုးတွေဖြစ်နေတော့ဒါဘဘဒါဆိုရင်မဖြစ်တော့ဘူးငါတို့လူမျိုးမရွေးဘာသာမရွေးစင်ရဲချမ်းသာမရွေးမိတ်ဆွေရန်သူမရွေးသေဆုံးသွားတယ်လို့အကူအညီတောင်းတဲ့ဆိုရင်အခမဲ့ကူညီတဲ့နာရီကူညီမှုအသင်းရန်ကုန်စာထူထောင်မှဖြစ်မယ်ဆိုပြီးဘဘဆုံးဖြတ်လိုက်အဲ့ဒီအချိန်မှာတပြိုင်နက်တည်းကျွန်တော်တို့နာရီကူညီမှုအသင်းရန်ကုန်တဲ့2-3 နှစ်လောက်စောပြီးတော့မန္တလေးမြို့မှာစာရေးဆရာမကြီးလူထုတော်မှာတို့ဆရာတော်ဦးတိတ်ခါတို့ထူထောင်ထားတဲ့ပြမစိုးနာရီကူညီမှုအသင်းစာပေါ်ပေါက်ဒီပြမစိုးနာရီကူညီမှုအသင်းမှာနာယကအဖြစ်ကျွန်တော်ရဲ့ဇနီးရွှေစည်းကွက်ရဲ့အတော်တော်လှမြတ်ကပါဝင်တယ်ဒေါ်လာမြတ်ရှိရနေပြီးတော့ဒီနာရီကူညီမှုလုပ်ငန်းတွေကိုနေ့စဉ်လို့ကျွန်တော်ဇနီးကလည်းတယ်လီဖုန်းနဲ့ပြောလို့ကြားသိနေလို့သူလည်းစိတ်ဝင်စားနေတဲ့အချိန်ကျွန်တော်လည်းရုပ်ရှင်သက်တမ်း10နှစ်ကျော်ဖြတ်တန်းလာတဲ့အချိန်မှာပြည်သူလူထုရဲ့ချင်းမြင့်တဲ့ဒီတရုပ်ဆောင်ဂျေးငွေနဲ့ကျွန်တော်သားရဲ့သမီးရဲ့ပညာတတ်ဖြစ်အောင်လုပ်ပေးနိုင်တဲ့အတွက်ပြည်သူလူထုကိုဘယ်လိုပြန်ကျေးဇူးဆက်မယ်ဆိုတာစဉ်းစားနေတဲ့အချိန်ဒီအချိန်မှာကျွန်တော်ဇနီးတိုင်ပင်ပြီးတော့ဘဘအိမ်ကိုသွားပြီးတော့ငွေလှူဒန်းတဲ့ဒီအသင်းမှာပါဝင်ခဲ့တာဖြစ်တယ်နောက်တစ်ချက်ရှိသေးတယ်အဲ့ဒါကျွန်တော်သားရဲ့သမီးရဲ့ဖခင်တယောက်ရဲ့မြေတားကိုသူတို့နှွေးထွေးမရခဲ့သူတို့မွေးဖွားလာတဲ့အချိန်မှာကျွန်တော်ရုပ်ရှင်မင်းသားဖြစ်နေပြီမနေ့မိုးလင်းတာနဲ့ကျွန်တော်ကားရိုက်သွားတယ်ညမိုးချုံမှပြန်လာတယ်တခါလေးရက်ရှည်လာများနေသွားနေရတယ်သားသမီးကိုဖခင်တယောက်ရဲ့မြေတားမပေးနိုင်မိခင်ရဲ့မြေတားပဲသူတို့ရတယ်ရွှေစုကလည်းသူတို့အုပ်ထိန်းတဲ့နေရာမှာလွတ်လပ်အုပ်ထိန်းတယ်စီကံတကြဖြစ်အောင်အုပ်ထိန်းခဲ့တယ်။ဘာလို့လဲဆိုဒီနွေရာသီချောင်းပိတ်ရက်တွေ
ရာသီကျောင်းပိတ်ရက်ဆိုရင်ဟိုအလဲပတ်သွားဖို့တွေပါနောက်မှထားသူတို့ဘုံတော်ကြီးကျောင်းတွေပို့တယ်ဘုံတော်ကြီးကျောင်းတွေမှာပညာရေးနဲ့ပတ်သက်ဘာသာရေးနဲ့ပတ်သက်ပြီးတော့လိုအားပေးခိုင်းတယ်တရားစခန်းတွေမှာလိုအားပေးခိုင်းတယ်တရားစခန်းတွေဝင်ခိုင်းတယ်နောက်သူတို့၄တန်း၅တန်းအရွယ်မှာသူတို့အင်းစိန်ဆရာတော်ကြီးရှိမှဒီတရားစခန်းဝင်တယ်တရားစခန်းဝင်တဲ့အချိန်မှာဘာဖြစ်လဲဆိုရင်ကျွန်တော်သမီးရဲ့သားရဲ့ဆရာတော်ကြီးကိုရှောက်တယ်သူကစိတ်ဝင်စားတာကိုအဖေကရုပ်ရှင်မင်းသားဆိုတော့ရုပ်ရှင်မင်းသားတွေမင်းသမီးတွေသေရင်လည်းဘယ်ပုံရောက်လဲတဲ့ဆရာတော်ကြီးကိုရှောက်ဆရာတော်ကြီးကပြန်ဖြေတယ်မြတ်စွာဘုရားလက်ထက်ကလေးကသပင်သေးတွေဆိုတာအခုခေတ်ရုပ်ရှင်သမားတွေပေါ့လေအဲ့တော့သူကစင်ပေါ်ကနေပြီးတော့အခုဆိုရုပ်ရှင်ဆိုရင်ပိတ်ကားပေါ်ကနေပြီးတော့ကြည်ရှုတဲ့သူတွေအတွက်ဒေါသတွေလောဘတွေမောဟတွေရီမောမှုတွေဒါမျိုးတွေပြီးတယ်အဲ့တော့ဒါအကုသိုလ်သေဆုံးနေဆိုရင်အဲ့ထိုက်တန်တဲ့ပဟာတငရဲလားမသိဘူးအဲ့ငရဲပုံရောက်တယ်တဲ့အဲ့တော့ကျွန်တော်ကြောက်သွားမဖြစ်တော့ဘူးငါသေရင်တော့ငရဲတော့ကြာမှာပဲဆိုတော့ဆရာတော်ကြီးရဲ့တရားတွေနားတယ်နောက်ဆရာတော်ကြီးတရားစခန်းတွေဝင်နေဒီဘာသာရေးစာအုပ်တွေကျွန်တော်ဖတ်လာတယ်ဆရာတော်ဦးစောဒီကားတို့ဒီစာတွေကျွန်တော်ဖတ်လာတယ်နောက်ရှင်သာကဘီဝင်သားတို့ဆရာတော်ကြီးရဲ့စာတွေဖတ်လာပြီးတော့ဒီအချိန်မှာတိုက်ဆိုင်2001မှာဒီနိုင်ကူညီမှုအသင်းလောက်ခွင့်ရမယ်ဆိုလို့2001ဇန်နဝါရီလ1ရက်နေ့မှာဒါကျွန်တော်တို့ဒီအသင်းမှာပါဝင်ခဲ့တာဖြစ်တယ်အခုဆိုရင်အခုလာမယ့်ဇန်နဝါရီ1ရက်ဆိုတာကျွန်တော်တို့15နှစ်ပြည့်15နှစ်တန်းလွယ်ကူဖြတ်တန်းခဲ့ရတာမဟုတ်ဘူးအခက်အခဲပေါင်းမြောင်များစွာဖမ်းမယ်စီးမယ်ဆိုတဲ့အဆင့်အဖမ်းလဲခံခဲ့ရတာပါပဲဟုတ်လားအဲ့လိုတွေဖြစ်ခဲ့တာပထမဆုံးရင်ဆိုင်ရတာပါလေဒီနာရီနဲ့လောက်တော့မြန်မာလူမျိုးတွေအယူသီးတာတွေဒါကျွန်တော်အနုပညာလောကအယူသီးတာတွေကျွန်တော်စပြောမယ်ကျွန်တော်နဲ့အရင်ကတည်းကတွဲခဲ့တဲ့အနုပညာညီကိုမောင်နှမတွေဖြစ်တဲ့တချို့သောမင်းသားတချို့သောမင်းသမီးတချို့သောဒါရိုက်တာတွေကကြော်သူနဲ့ဆိုရင်ရုပ်ရှင်မရိုက်ချင်တော့ဆိုတာဖြစ်လာဘာဖြစ်လို့လဲလို့စုံစမ်းတော့တဲ့ကိုကျော်သူရဲ့ခင်ဗျားမသားတွေကိုင်းတယ်အတုပတွေချတယ်မသားကိုင်းတဲ့လူနဲ့ငါတို့တွဲရရင်ငါတို့လက်ပိတ်မယ်နန်းအနှိမ်ခံရမယ်အဲ့လိုယူတယ်အဲ့လိုယူသေးတဲ့လူတွေဒါဆိုရင်ဘာဖြစ်လို့နိဗ္ဗာန်ရင်ဖြတ်သွားတာတွေ့ရင်ပတ်စံအိတ်ကိုပုတ်နဲ့ပုတ်တယ်ပတ်စံအိတ်ပုတ်လို့ပတ်စံရမယ်ဆိုကြော်သူထားစရာပတ်စံနေရာတော့မရှိတော့အလောင်းပေါင်း3,600,000နီးပါးရှိကျွန်တော်အခမဲ့တကြိုပေးခဲ့ရတာ2007ကနေအဲ့တော့ဒီကိစ္စကိုဒါကျွန်တော်ဘဘကိုယင်သွားဖွင့်ဘဘကြီးဒီလိုတော့ဖြစ်နေပြီဘဘပါမောင်ကျော်သူတဲ့ပါကိုဘဘမေးမယ်တဲ့ပြင်သက်သမ္မတနာမည်သိလားတဲ့မသိပါဘူးဒါဖြင့်အီတလီဝင်ကြီးချုပ်ကသိလားတဲ့မသိဘူးဘဘလို့ဒါဆိုရင်ချာလီချက်ပလင်ကိုသိလားတဲ့ချာလီချက်ပလင်ကကဘာကျော်ဟာတာရုပ်ရှင်တရုပ်ဆောင်ကျွန်တော်သိတာပေါ့သိပါတယ်ဘဘလို့ပြောအေးတဲ့ဘဘပြောချင်တဲ့အဖြေကဒါပဲတဲ့အောင်မြင်ကြော်ကြားလူကြိုက်များနေတဲ့အနုပညာသမားတယောက်ဟာကိုအောင်မြင်နေတဲ့အချိန်မှာအများအကျိုးကိုသယ်ဖို့ရင်ကိုယ့်အတွက်လည်းကောင်းတယ်အများအတွက်လည်းအကျိုးရှိတယ်အဲ့ဒီစကားနဲ့ပဲကျွန်တော်ယနေ့တိုင်းအများအတွက်ကျွန်တော်ပေးဆက်နေတာဖြစ်တယ်နောက်ပြည်သူလူထုအယူသီးတာကျွန်တော်ကြုံရတယ်အဲ့သူကချဖို့အလောင်းတယ်ဖို့လမ်းထဲဝင်လမ်းထဲအဝင်မခံဘူးနိဗ္ဗာန်ရင်မဝင်ရဆိုရဲဆိုင်းဘုတ်ထောင်ထားတဲ့လမ်းတချို့ရှိတယ်ဒါရန်ကုန်မြို့မှာအဲ့ဒီလမ်းထဲကိုကားဝင်နေဆိုရင်ရင်မောင်းတဲ့လူလက်သီးနဲ့အထိုးခံရတာကြီးကြုံရတယ်အိမ်ရှိမှာကားလာခွင့်မကြိုက်ဘူးနော်ကားဖြတ်သွားရင်မကြိုက်ဘူးအဲ့ဒီလူတွေကိုကျွန်တော်မေးချင်တယ်ကောင်းပြီခင်ဗျားတို့ကအိမ်ရှိမှာကားလာခွင့်တာမကြိုက်ဘူးအိမ်ရှိကနေနိဗ္ဗာန်ရင်လာဖြတ်တာကိုမကြိုက်ဘူးဒါဆိုရင်ခင်ဗျားတို့ခေါင်းပေါ်မှာအလောင်းနေပြန်သွားကြခင်ဗျားတို့ဘာလုပ်နိုင်လဲဆိုတော့ဘယ်မှာပြန်လို့လဲတဲ့ပြန်တာပေါ့လို့ပြည်ပမှာဆုံးတဲ့မြန်မာလူမျိုးတွေရဲ့အလောင်းနေနေ့စဉ်လို့လေနေနဲ့တည်လာတယ်နိုင်ငံသားကနေဒီလေနေကကိုယ်ခေါင်းပေါ်ဖြတ်သွားတယ်ခေါင်းပေါ်ဖြတ်သွားတဲ့လင်ကြတော့ခင်ဗျားတို့ဘာမှလက်သီးနဲ့ထိုးဖို့နေတာခဲနဲ့တော့ပြစ်လို့မရအောင်ဘာလုပ်နိုင်လဲဆိုဘာမှမဖြစ်တာဒါအယူသီးတာလေတချို့ရှိသေးတယ်ရေဦးခွဲတာရန်ကုန်မြို့မှာရမ်းရေဦးခွဲတယ်ဟာရှေ့မကြည့်နောက်မကြည့်ပဲနဲ့ကားပေါ်အလောင်းတင်တာနဲ့ဂွမ်းလို့ခွဲချတာပဲရေဦးစားဆင်တဲ့ခြေလုံးခွဲတဲ့လူကခွဲဟာဘာလို့ရေဦးခွဲရဆိုဆုံးသွားတဲ့လူနဲ့ကျုပ်တို့အိုးစားခွဲလို့အိုးခွဲတယ်အိုးစားခွဲလို့အိုးခွဲဆိုရင်သင်္ချိုင်းရောက်တော့အခေါင်းထဲကနေပြီးတော့ဘာဖြစ်လို့ပန်းလေးပြန်ယူရလဲဆိုဝိညာဉ်ပြန်ခေါ်တယ်ခုနပဲအိုးစားခွဲတယ်ပြောရင်ဝိညာဉ်ကဘာလို့ပြန်ခေါ်မှာလဲယူသေးတာလေ
နောက်မဆုံးရင်တော့ကိုယ့်ရဲ့ဘာကြီးတို့ကိုယ့်ရဲ့ဦးလေးတို့ကိုယ့်ရဲ့ခလေးကိုဘာကြီးဒီမှာမြေးလေးကိုလိုက်ပြီးတော့မုတ်ဝဲကျွေးလိုက်ပါအောင်ဦးလေးတူလေးကိုလိုက်ပြီးတော့ပွဲစည်းတန်းလိုက်ပို့ပါအောင်စားပြင်ခိုင်းတယ်ဘာကြီးတို့ဦးလေးတို့စုံလဲစုံအောင်ခလေးတို့တဲ့သူကဖိုးဖိုးဦးဆိုပြီးတော့အလောင်းသွားကြိုင်ဟဲ့မသားကြီးကိုမကြိုင်နဲ့ဟုတ်တယ်လူသေးတော့လူမသားဖြစ်ကိုလူမသားကိုမကြိုင်နဲ့ဆိုတဲ့လူတွေဘာဖြစ်လို့တရိစ္ဆာန်မသားတွေဖြစ်တဲ့ကြက်တို့ငါးတို့ဘာလို့ခုတ်ချက်ပြုတ်ပြီးပါဇက်တဲ့တပြင်းထည့်နေရလဲတရိစ္ဆာန်မသားတွေရဲ့သင်္ချိုင်းကလူပါဇက်တရိစ္ဆာန်မသားတွေရဲ့မိတကြိုစက်ကလူပါဇက်အဲ့ဒါကိုမေ့နေကြအဲ့တော့ဒီဟာတွေရှိရနောက်ဆုံးတဲ့လူရဲ့ဆွဲကြိုးတို့ပစိုးတို့စောင်းတို့ကြတော့အိမ်မှာထားရင်ခိုက်မှာဆိုလို့ဆိုပြီးခန်းစည်းစားတွေချုပ်ပြီးဘုန်းကြီးကျောင်းလှူတယ်ခိုက်မှာဆိုလို့ဆုံးသွားတဲ့လူရဲ့ဆွဲကြိုးတို့လက်စွပ်တို့လှူပါလားဘုန်းကြီးကိုမလှူတဲ့အဲ့ဒါကြတော့တမျိုးကြီးပဲယူသေးရတယ်အဲ့ဒါတွေကအတိတ်ပဲရှိလားမရှိလားဆိုတာကိုယ်ကောင်းမှာအေးအေးဆေးစဉ်းစားလို့ရပါတယ်ဒါအေးအေးဆေးစဉ်းစားရင်ဒါယူသေးမှုဆိုတာဒါပေါ်တယ်ဒါတွေကိုကြော်လွှားခဲ့ရတယ်ကြော်လွှားလာတော့အခုရန်ကုန်မြို့မှာဆိုရင်ဒါယူသေးတာတွေတော်တော်လေးပပျောက်လာပြီနော်ပြည်သူလူထုကလည်းကျွန်တော်တို့အားကိုးလာတယ်အကူအညီတွေတောင်းလာတယ်အလူရှင်တွေကလည်းလှူလာတယ်ပြည်သူလူထုကအားကိုးလာပြီးယုံကြည်လာပြီးအလူရှင်တွေကလှူလာပြီဆိုရင်တုံးစံအတိုင်းနိုင်ငံတော်ကနေပြီးတော့အရေးတကြီးကြည်တာခံရပြီဒါအရင်အစိုးရအခုလည်းလိုက်နေတော့မယ်နော်ကြော်သူပဲသွားလဲဘာတွေလှုပ်လဲဘာတွေပြောလဲအနောက်ကတကောက်ကောက်လိုက်ကြော်သူနောက်လိုက်ရင်ဘုံကြီးကျောင်းနဲ့တင်ရင်ကုန်မဲ့ရောက်မှာအခုဒီပြီးခဲ့တဲ့2ရက်ကပဲကျွန်တော်မှညောင်ဦးမှာပရာဟိတကိစ္စနဲ့ကျွန်တော်သွားတယ်တင်ရင်ကုန်သွားလေ့လာအနောက်ကလိုက်တာပဲတင်ရင်ကုန်နဲ့ဝင်သွားတော့မလိုက်တော့ဘူးအပြင်ကနေစောင့်ကြည့်တင်ရင်ကုန်မှာကျွန်တော်လေ့လာတာနည်းနည်းလေးကြာလာတော့သူဝင်လာတဲ့ချိန်မှာကျွန်တော်တို့လည်းပြတ်ပြင်းတိုးလာတယ်အဲ့တော့အဲ့လိုတွေလိုက်တယ်အဲ့လိုလုပ်ရင်းနဲ့ကျွန်တော်ရုပ်ရှင်ရိုက်ရင်းနဲ့ဒီအနုပညာလုပ်ရင်းနဲ့ဒီပရာဟိတပါကျွန်တော်တွဲဖက်လှုပ်လာရင်းနဲ့ကျွန်တော်တို့2009စက်တင်ဘာတန်ခါရေခင်းရောက်တော့ဒါကျွန်တော်အနုပညာသမားဗုဒ္ဓဘာသာဝင်ပရာဟိတသမားအဲ့တော့နေပူမိုးရွာထဲမှာဖဏတ်မပါချီးမပါပဲနဲ့မြေသားတို့ရွတ်ဖတ်ပူဇော်နေတဲ့တန်ခါတော်တွေစွန့်စားဖို့ကိစ္စဒါကျွန်တော်တို့မှာတာဝန်ရှိတယ်အဲ့ဒါကျွန်တော်တို့ဒီရွှေကုန်းအရှိတ်မုတ်ခြေသုံးဖျားကြီးရှိမှကျွန်တော်တို့တန်ခါတော်တွေကိုစွန့်ကတ်တယ်ကျွန်တော်ဇနီးရလည်းကျွန်တော်နဲ့မတိုင်ပင်မဲ့နဲ့သူမျိုးထဲမှာတန်ခါတော်တွေကိုတောက်ရည်တန်းတို့လိန်သေးတို့လှူတယ်အဲ့စွန့်ကတ်တဲ့အမှုနဲ့ပဲ9ရက်ဖန်ခံဗုဒ္ဓဘာသာပဲနော်ဒါစွန့်ကတ်လည်းသတိထားကျွန်တော်တို့ဖန်ခံရအောင်မယ်အဲ့လိုဖန်ခံပြီးထွက်လာတဲ့နေ့ကျတော့ကျော်သူရုပ်ရှင်အနုပညာလုပ်ငန်းတွေအားလုံးပိတ်လိုက်ပြီရုပ်ရှင်လည်းရိုက်ခွင့်မပေးတော့ရိုက်ပြီးသားကားလည်းယုံတင်ခွင့်မပေးတော့စင်ဆာလည်းမကြည့်တော့ဂျာနယ်တွေလည်းပါခွင့်မရှိတော့အဆုံးစွန်ဆုံးသတင်းစာထဲမှာကျော်သူဆိုတဲ့နာမည်ပါတဲ့အတွက်ထည့်ခွင့်မပြုကျော်ရဲ့ဆရာကြီးမင်းသိန်းကစုံသွားတယ်ဝမ်းနေကြေကွဲကြောင်းသတင်းစာထဲမှာထည့်တယ်ကျော်သူဆိုတဲ့နာမည်ပါတဲ့အတွက်ထည့်ခွင့်မပေးခဲ့ဘူးအဲ့တော့ဒါစွန့်ကတ်တဲ့အမှုကဘယ်လောက်ကြီးရဲဆိုတာအဲ့ဒါပဲဒါပေမဲ့ကျွန်တော်ကတော့ပထမတော့စိတ်ဆိုးတာပေါ့ဒီပိတ်လိုက်တဲ့ပြန်ကြားရေးဝန်ကြီးကိုစိတ်ဆိုးတယ်ဒါပေမဲ့လည်းကိုဒီပရာဟိတကိုလှုပ်ခွင့်ရတဲ့အတွက်ကျေးဇူးဆောင်တင်တယ်ကျွန်တော်ညကျွန်တော်မှာပရာဟိတလှုပ်တော့ကျွန်တော်နေအောင်ညအောင်လှုပ်တယ်ကုသိုလ်တွေရတယ်ညကျွန်တော်ဖျားရှိကိုယ်တိုင်အမျှဝေတယ်မေတ္တာပို့တယ်အဲ့ဒီအမျှတော့သူလည်းပါတာပဲသူရမရတော့မသိဘူးကျွန်တော်ကတော့ပေးတာပဲဒီဟာတွေလှုပ်လာရင်လည်းနောက်2000ခုနှစ်ကျွန်တော်တို့ရွေးကောက်ပွဲဟိုရှိဘိုင်းကရွေးကောက်ပွဲညီလာတော့ကျွန်တော်ပြည်မြို့သွားတယ်ပြည်မြို့သွားတဲ့အချိန်ကျတော့ပြည်မြို့မှာကျွန်တော်ရဲ့ဂျေဇုရှင်ဆရာတော်ကြီးတစ်ပါးရှိတယ်ဒီဆရာတော်ကြီးကြောင့်ကျွန်တော်အရက်ပြတ်သွားအရင်တော့အရက်အရမ်းတောက်တယ်နောက်ဆိုးတာတွေလာအောင်မယ်နော်အရက်တွေမကောက်အကုန်မူးရက်တော့အကုန်မလုပ်ဘူးတာမရှိဘူးအရက်တောက်တာအဲ့ဒါနဲ့ဒီဆရာတော်ကြီးရှိရောက်ကျွန်တော်ဂျေဇုရှင်ဆရာတော်ကြီးရောက်သွားတဲ့အချိန်ကျတော့ဆရာတော်ကြီးကျောင်းဝင်းထဲရောက်တဲ့စိုက်ကင်နဲ့ရောက်လာပဲ SP ပေါ့ရဲထောက်လိုင်းရောက်လာပြီးတော့ကျော်သူရန်ကုန်ကဘယ်ချိန်ထွက်လာလဲဒီကိုဘာလာလောက်တာလဲဘယ်မြို့ဝင်နေလဲဘယ်ဆိုင်မှာဘာဟင်းနဲ့စားလဲဒီကိုလာတဲ့အကြောင်းရမိကုန်းကများတော့ကျွန်တော်နည်းနည်းလေးအမြင်ကပ်ပါကျွန်တော်ရွက်ပြီးပြောလိုက်တယ်ကျွန်တော်စီယုံကြီးလာဆိုဟာဘာစီယုံကြီးလဲပါတီစီယုံကြီးပါလို့ခင်ဗျားဝင်မလားဆိုဟာကိုကျော်သူဘာပါတီလဲမသားပါတီပါလို့အဲ့လိုတချို့လဲကျွန်တော်နောက်လိုက်ရင်နဲ့ဒီလူမျိုးရေးသမားဖြစ်တဲ့လူကလည်းဖြစ်သွားပြီတချို့လဲသာနာပေါင်ဝင်တဲ့လူကလည်းဝင်သွားတယ်ကျွန်တော်ကုသိုလ်ရတာပေါ့ကျွန်တော်ဒါဖြတ်တန်းလာတဲ့အပိုင်းအရင်တော့ဆိုရင်ကျွန်တော်
ခုနပြောတဲ့အတိုင်းအရက်တောက်တယ်အခုပြောမဲ့ဒီဖြတ်ကနေပေါ်စက်ကနေလှုပ်ဆိုတာဒါကျွန်တော်ဆရာကြီးမင်းသိန်းကရဲ့စကားဒါပေမဲ့ဆရာကြီးရဲ့စကားအတိုင်းကျွန်တော်မကောင်းတာမကောင်းမှန်းသိတယ်ဒါအရက်တောက်တယ်မူရစေးချတယ်ဒါဆိုရင်ဘာဖြစ်တယ်ပထမတော့ကိုကကောင်းတယ်လို့အဘေဆုံးကိုကျမ်းမာရေးထိခိုက်လာတယ်ကိုမိသားစုမျက်နှာပြက်ခဲ့ရတယ်ကိုအတိုင်းဝိုင်းဒုက္ခရောက်တယ်အဲ့တော့မဖြစ်တော့ဘူးဆိုပြီးဖြတ်လိုက်တယ်ဖြတ်လိုက်တဲ့အတွက်ကိုယုံကြည်မှုရှိလာတယ်ကိုမှန်တာပဲလုပ်တယ်မှန်တာပဲပြောတယ်မှန်တဲ့လမ်းပဲသွားတယ်ယုံကြည်မှုရှိလာတယ်အဲ့တော့ဒါကိုသစ္စာပါဆိုလို့ရပါတယ်ကျွန်တော်သစ္စာဆိုပြီးတော့ကျွန်တော်ဘယ်အရာမဆိုကျွန်တော်ကြော်လွားခဲ့တာကျွန်တော်တို့ဒီအသင်းမှာဒါပြည်လူထုကအားကိုးတော့ဒါကျွန်တော်တို့အမျိုးမျိုးဒီရင်တော့သင်္ကန်းကျွန်းမှာသင်္ကန်းကျွန်းဗြဟ္မဝိဟာအကြောင်းတိုက်မှာကျွန်တော်တို့အသင်းဒီဘုန်းကြီးကျောင်းမှာရက်ွက်ထဲမှာဒီလိုအသင်းဖွဲ့တွေမထားအောင်ဒီလိုကားမျိုးတွေမထားအောင်ဆိုပြီးမောင်းထုတ်တယ်မောင်းထုတ်တော့ကျွန်တော်မြောက်တကုံရောက်သွားတယ်မြောက်တကုံကလည်းဒါအစိုးရသတ်မှတ်ပေးတဲ့နေရာ2 ဧကကျဲတယ်မြေဧကကြီးကတော့ကျဲတယ်အမိုက်ပုံကြီးအမိုက်ပုံကမှရိုးရိုးအမိုက်ဆိုရင်ဒါမြေရောစာဖြစ်သေးတယ် classic 8ကျွတ်8အမိုက်ပုံအစာအုပ်ဆောက်ဖို့တူးတယ်ညီပေ20တူးတယ်ပေ20မှာညီကြီးမတွေ့သေးဘူးအောက်မှာကျွတ်8ကြီးပဲဒါတဘာဝပတ်ဝန်းကျင်ရဲ့စူးကြိုးဒါကျွန်တော်တို့ခံစားခဲ့ရတယ်ကျွန်တော်တို့ဒါနောက်ပိုင်းကျတော့အမိုက်တွေပါကောက်တယ်အမိုက်ကောက်တဲ့ကိစ္စပါကျွန်တော်တို့ကြာပြီးလုပ်ခဲ့တာအခုကတော့ဒေါအောင်ဆန်းစုကြည်ကဒီ21 23အမိုက်ကောက်ဆိုတာနဲ့အကုန်လုံးကောက်ကြတယ်ကောက်တာကောင်းပါတယ်ဒါပေမဲ့အမိုက်ကောက်တိုင်းဘယ်လိုဖြစ်မလဲဒီကောက်တိုက်တဲ့အမိုက်ကိုဘယ်မှာထည့်မလဲအမိုက်ပုံးရှိရမယ်ဒီအမိုက်ပုံးကိုလည်းဘယ်ညမှာစွန့်ပစ်မလဲဒါ transport အတွက်ဒီကားတွေပါဒါစီပင်သားကနေပူးပေါင်းမှရမယ်သူအမိုက်စွန့်ပစ်ဖို့နေရာတတ်မှတ်ထားတဲ့ဒဝဲချောင်းဒဝဲချောင်းကိုကျွန်တော်တို့အသင်းကကားကြီးနဲ့ကျွန်တော်တည်ပြီးတော့အဲ့လိုလိုက်ပြီးဟိုလုပ်ရတယ်အရင်တော့ဆိုရင်အမိုက်ကောက်ခွင့်မပြုဘူးကျွန်တော်2002 2003တုန်းကကျွန်တော်ရန်ကုန်မြို့မှာအမိုက်ကောက်တယ်ပထမတစ်ချိန်ကောက်တယ်ဘာမှမသိလိုက်ဘူးနောက်တစ်ချိန်ကျတော့ကျွန်တော်ပြည်သူလူထုတွေပါလာအောင်စီယုံရအောင်performance လေးအနေနဲ့လူငယ်တွေကအမိုက်ကောက်တယ်အဲဒီကကလေးတွေပါတယ်ဒီမူလာတန်းကလေးတွေပါကျွန်တော်တို့နဲ့ပူပေါင်းပြီးကောက်ဖို့အစီအစဉ်ဘိုးအောင်ဒီပန်းစုတန်းလမ်းမှာကျွန်တော်တို့ကောက်မယ်ဆိုပြီးစံပြအနေနဲ့ကောက်ပြမယ်အဲ့တော့ကျွန်တော်တို့အမိုက်ကောက်တဲ့နေရာမှာဒီပန်းရဲ့လမ်းဦးရဲလွင်တို့အဖွဲ့ကနေပြီးတော့ဟောလိုဂီတာလေးနဲ့ဘေးကနေပြီးလိုက်ပြီးအားပေးဖျော်ဖြေမယ်ပြည်သူလူကလမ်းသွားလမ်းလာတွေကရှိမယ်ဟာဘာလို့တချင်းဆိုတာလဲဘာလို့အမိုက်ကောက်တာလဲအမိုက်ရဲ့စူးကျူးကိုသိအောင်ဆိုပြီးအဲ့လိုလုပ်ဖို့အဲ့တော့ကျွန်တော်တို့အပိတ်ခံလိုက်ရတယ်ကျော်သူတို့ကခင်ဗျားတို့အတုပချခွင့်ပြုတာတော်ပြီတဲ့အမိုက်ကောက်စရာမလိုဘူးတဲ့စီပင်ဝင်တဲ့အပြည့်အစုံရှိတယ်အလုံလောက်ရှိတယ်အဲ့ဒါမကောက်လိုက်မကောက်တော့အဲ့ဒီမိုးတွေရွာတော့ရန်ကုန်မြို့ကလမ်းတွေကမြစ်တွေချောင်းတွေဖြစ်ကုန်အမိုက်တွေပိတ်ဆို့ဒါမျိုးတွေအဲ့တော့အခုတော့ကျွန်တော်တို့ကဒီ2000ဒီပြီးခဲ့3နှစ်လောက်ကစပြီးတော့ဒါကျွန်တော်တို့ဒီမြောက်တကုံမှာကျွန်တော်တို့ရက်ွက်တွေမှာကျွန်တော်တို့အမိုက်ပုံးတွေချပြီးအမိုက်တွေကောက်တယ်အဲ့ဒါတောင်မှတချို့ကကိုယ်အိမ်ကကလေးတွေကလေးရဟာဘုရားအဖွဲ့တွေကောက်နေတာသူတို့လည်းဝင်ကောက်မယ်လို့တော့တချို့မိဘတွေများဟဲ့နင်တို့နဲ့ပါဆိုင်တယ်တွားအိမ်ထဲဝင်အဲ့အမျိုးတွေပြီးတော့globalရဲ့အလုပ်ကိုရှုပ်တယ်ဒါတက်လာရှုပ်တယ်မျက်စိနောက်တယ်အဲ့လိုတွေအပြောခံရရှိဒါမျိုးတွေဒီလိုအသိစိတ်ဓာတ်တွေပါပြုပြင်မှုအချိန်တန်ပါပြီအခုကျွန်တော်လှုပ်ဆောင်ချက်ကိုဒီ project မှာကျွန်တော်နိုင်ဝက်လောက်ကျွန်တော်ပြပါမယ်ပြပြီးမှကျွန်တော်စကားဆက်ကိုပြောဝင်ပြပါကျေးဇူးတင်ပါတယ်ကျွန်တော်1959ခုနှစ်နိုဝင်ဘာလ2ရက်နေ့မှာဖေဖေဦးစိန်တင်မေမေတော်မြတ်တန်းတို့ကရန်ကုန်မြို့မှာငွေဖွာပေးခဲ့ပါတယ်အမဖြစ်သူဒေါက်တာချူချူရီကအင်္ဂလန်နိုင်ငံမှာယခုလက်ရှိနေထိုင်နေပါတယ်ညီဖြစ်သူအောင်မင်းကတော့အမေရိကန်နိုင်ငံဟောလိဝုဒ်မှာ graphic designer အဖြစ်ရုပ်ရှင် special effect များကိုလုပ်ကိုင်ပေးနေသူဖြစ်ပါတယ်ကျွန်တော်ကတော့ငယ်စဉ်ကျောင်းသားဘဝကတည်းကစာညံ့ခဲ့တဲ့သူတစ်ယောက်ပါတက္ကသိုလ်ရောက်လို့ဒုတိယနှစ်မှာကျွန်တော်ရဲ့ဇနီးရွှေစည်းကွက်ခေါ်မြင့်မြင့်ခင်ပြေနဲ့တွေ့ဆုံပြီးသမီးစားဖြစ်ခဲ့ပါတယ်အဲဒီနောက်သူ့ရဲ့ဆန္ဒမပါပဲမိဘများရဲ့သဘောတူညီမှုမရပဲနဲ့ကျွန်တော်ရွှေစည်းကွက်ကိုအတင်းအဓမ္မခိုးပြေးခဲ့ပါတယ်ဟာအဲ့ဒါလေဘယ်သားမို့လဲပေါ့အကားမွေးတွေမှာကျောင်းသားဖို့တွေလိုက်ခဲ့ရအောင်ဟောလိုက်ရမှာလားဟောသူမောင်လေးကျောင်းသားဖို့လိုက်သွားကြမယ်ငါယောက်ျားလေးမောင်းနေတာမရှိဘူးလိုက်ရပါလားလိုက်ရပါဟာလာပါလေလာပါလာပါလာပါထိုက်ပြီကွာ
ကောက်ပါဒီသွားပြီအမဒီတော့ကလည်းခက်လက်ကြပါ ဒီလိုနဲ့အိမ်အောင်တဲ့တစ်နှစ်အကြာမှာကျွန်တော်ရုပ်ရှင်မင်းသားဖြစ်ခဲ့ပြီးနောက်တက္ကသိုလ်ပညာရေးကိုလည်းဆုံးခန်းတိုင်မသင်ကြားနိုင်ခဲ့ပါဘူးနောက်ဆုံးနှစ်ယူပဗေဒနဲ့ပညာရေးကဏ္ဍရပ်ဆိုင်းခဲ့ပါတယ်ကျွန်တော်မှာသားပြည်သိန်းကျော်သမီးညင်မို့ဦးတို့မွေးဖွားလာခဲ့ပါတယ်သားဖြစ်သူပြည်သိန်းကျော်ကတော့အခုဆိုရင်အမေရိကန်နိုင်ငံဆီယတမြို့မှာဘိုးရင်းကုမ္ပဏီမှာအင်ဂျင်နီယာအလုပ်ကိုလုပ်ကိုင်နေပြီးသမီးမြင့်မို့ဦးကတော့ဩစတြေးလျနိုင်ငံဆစ်ဒနီမြို့မှာဆရာဝန်တူဖြစ်နေခဲ့ပါပြီလောကမှာရုပ်ရှင်ကားပေါင်း200ကျော်ခန့်ကိုအောင်မြင်မှုများစွာနဲ့ရိုက်ကူးခဲ့ရမှာတရုတ်ဆောင်အကယ်ဒမီဆုနဲ့အကယ်ဒမီဒါရိုက်တာဆုတို့ကိုချီးမြှင့်ခံခဲ့ရပါတယ်မှာရုပ်ရှင်ဒါရိုက်တာကြီးစာရေးဆရာကြီးဦးတုခကနိုင်ကူညီမှုအသင်းဖွဲ့စည်းမယ်လို့ကြားတဲ့အချိန်ကျွန်တော်နဲ့ဇနီးဖြစ်သူတို့ဦးတုခအိမ်ကိုသွားပြီးငွေလှူဒန်းခဲ့ပြီးဒီအသင်းမှာပါဝင်ခဲ့တာဖြစ်ပါတယ်။အောင်မြင်ကြော်ကြားနေတဲ့ရုပ်ရှင်မင်းသားဘွားကနေဒီလိုအတုပချတဲ့အလုပ်ကိုဘာလို့လုပ်ရလဲလို့မေးစရာရှိပါတယ်။2000ခုနှစ်အစောပိုင်းကကျွန်တော်တို့မြန်မာနိုင်ငံမှာနေရေးထက်သေရေးကခက်လို့အခက်တွေ့နေပါတယ်သေဆုံးသူရဲ့ရုပ်အလောင်းကိုတကြိုဖို့ကူသွင်းဖို့ကိစ္စရပ်တွေဟာဈေးစကအလွန်မြင့်မားနေပါတယ်နိုင်ငံတော်အစိုးရကလည်းဈေးစကသက်သာစွာဖြင့်တကြိုခွင့်ရအောင်မလုပ်ပေးနိုင်ခဲ့ပါဘူးဒါကြောင့်ကျွန်တော်ရဲ့ပိဋကပြည်သူလူထုကိုကျေးဇူးဆက်ခြင်းနဲ့စံသားတွေအပြင်ကျွန်တော်ဇနီးရွှေစည်းကွက်ရဲ့အများပြည်သူကိုကူညီလိုတဲ့စံသားတွေကြောင့်ကျွန်တော်ဒီလုပ်ငန်းကိုလုပ်ကိုင်ခဲ့တာဖြစ်ပါတယ်ကျွန်တော်သားနဲ့သမီးတို့ရဲ့တွန်းအားတွေကြောင့်လို့ဆိုရင်လည်းမမှားပါဘူး။နာရီကူညီမှုအသင်းရန်ကုန်ဟာ2001ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှာကျွန်တော်တို့လူမျိုးမရွေးဘာသာမရွေးစင်ရဲချမ်းသာမရွေးမိတ်ဆွေရန်သူမရွေးနာရီကိစ္စရပ်တွေကိုကျွန်တော်တို့အကူအညီပေးခဲ့ပါတယ်။ခုနှစ်ကယနေ့တိုင်2015ခုနှစ်အချိန်ထိနာရေးကူညီမှုပေါင်း3,500,000 ကျော်အားအခမဲ့ကူညီတချို့ပေးခဲ့ပြီးဖြစ်ပါတယ်။နယ်ဒေသများမှာနေထိုင်ပြီးရန်ကုန်မြို့မှာတည်ဆုံသွားသောရုပ်အလောင်းတွေ
ပြည်ပနိုင်ငံတွင်သေဆုံးသွားသောမြန်မာပြည်သူပြည်သားတို့၏ရုပ်လောင်းတွေကိုလည်းနေရဒေသရောက်သည့်အထိကျွန်တော်တို့လိုက်လံပို့ဆောင်ကူညီပေးခဲ့ပါတယ်။မှုခင်းကြောင့်သေဆုံးသွားသူတို့၏ရုပ်လောင်းများကိုသက်ဆိုင်ရာရဲစခန်းမှတာဝန်ရှိသူတို့၏ကူညီတောင်းမှုကြောင့်သက်ဆိုင်ရာဆေးရုံရင်ခွဲရုံတို့ပို့ပေးခဲ့တဲ့များလည်းရှိခဲ့ပါသည်ဥပမာရေနစ်သေးဆုံးခြင်းကိုတေချောင်းကြံစီမှုဆွဲကြိုးချမှုအသက်ခံရမှုယထာချိတ်ကားတိုက်မှုများပင်ဖြစ်တော်သည်နေဒေသများတွင်မိတ္တကြိုဆက်များဆောက်လုပ်လှူဒန်းပေးခြင်းနိဗ္ဗာန်ရင်များပြန်လည်လှူဒန်းပေးခြင်းမှန်ခေါင်းများအလူမီနီယံအခေါင်းများလှူဒန်းပေးခြင်းစတီးပန်းများလှူဒန်းပေးခြင်းတို့အားလည်းနေဒေသရှိအသင်းအဖွဲ့များအားလှုပ်ဆောင်ပေးခဲ့ပါတယ်ထို့နောက်ရဲမှုခင်းတွေဖြစ်သောရင်တိုက်မှုဆွဲကြိုးချသေဆုံးမှုယထာကျိတ်မှုအစိတ်တောက်သေဆုံးမှုလမ်းဘေးသေဆုံးမှုရေနစ်သေဆုံးတဲ့ရုပ်အလောင်းတွေကိုလည်းနိုင်ငံတော်အစိုးရအားတစ်ဖက်တစ်လမ်းကူညီသောအားဖြင့်ကူညီပံ့ပိုးပေးခဲ့ပါတယ်လူတွေဟာတရက်ကိုသေဆုံးသူအယောက်30မှအယောက်50အထိဖြန့်မြနေ့စဉ်တကြိုပေးနေရပါတယ်ဒါကြောင့်လူတွေဟာဘာကြောင့်တတန်းစိတ်မနေရတာလဲဘာကြောင့်သေဆုံးရတာလဲဒါတွေကိုစဉ်းစားကြည့်တော့ကျမ်းမာရေးချွေရင်းပြီးစေဝါကုသမှုစည်းတွေကြီးမြင့်လာတာကိုတွေ့ရတဲ့အတွက်ပရာဟိတစိတ်သက်ထက်သန်သောဆရာဝန်ကြီးတွေနဲ့ပူးပေါင်းလက်တွဲကဒုက္ခကုသိုလ်ပစ္စည်းကံကို2009ခုနှစ်မတ်လမှာစပြီးကုသပေးခဲ့ပါတယ်ယခုဆိုရင်ဒုက္ခကုသိုလ်ပစ္စည်းကံ၌ကင်ဆာကုသပေးခြင်းခွဲစိတ်နားနှာခေါင်းလဲချောင်းမီးရနဲ့သားဖွားပွားသမားတော်ကြီးများမျက်စိအယိုးအကြောအရေပြအကြောအစစ်အထွေထွေအဆိုင်ခလေးအထုကုအကြောအစစ်ယောဂနဲ့ကိုအင်္ဂါပြန်တဲ့တန်ဆွမ်းရေးဟူသော physiotherapy ကုထုံးများအားလည်းလှုပ်ဆောင်ပေးလျက်ရှိပါတယ်ဒုက္ခကုသိုလ်ဖြစ်စေကံအနေဖြင့်တလလျင်2ချိန်အေယာရီတိုင်းဒေသကြီးများအတွင်းရှိမြို့ရွာများသို့နေချင်းပြန်သွားရောက်၍နယ်လက်စေဝါကုသပေးခြင်း mobile clinic ကိုလည်းလှုပ်ဆောင်ရရှိပါတယ်။ပြည်မြို့ပဲခူးမြို့ကျုပ်ပင်ကောင်းမြို့ပဲနွယ်ကုန်းစသည့်မြို့များတွင်လည်းဒုက္ခကုသိုလ်ဖြစ်စေကံခွဲများဖွင့်လှစ်၍စေကုသပေးလျက်ရှိပါတယ်။ဒုက္ခကုသိုလ်ဖြစ်စေကံတွင်အခမဲ့ကုသမှုများပြုလုပ်ခဲ့ရာနာယကုညီမှုအသင်းရန်ကုန်10နှစ်ပြည့်အခမ်းအနားတွင်နာယကာဤဥဒုက္ခဤရုပ်ထုဖွင့်ပွဲ၌ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခဲ့ပါတယ်ဒေါ်အောင်ဆန်းစုကြည်မှမျက်စိခွဲစိတ်ခန်းလှုပ်ဆောင်ရန်အတွက် American Dollar 1,000 ခွဲအားလှူဒန်းမတည်ပေးခဲ့ပါတယ်ဒါကြောင့်မျက်စိခွဲစိတ်သောလူနာများအနေဖြင့်အစဉ်ပြေမှုရှိကာယနေ့အချိန်ထိမျက်စိဝေဒနာရှင်လူနာပေါင်း1500ကျော်အားခွဲစိတ်ကုသပေးပြီးဖြစ်ပါတယ်။မတန်ဆွမ်းသောသူများအတွက်ဝီချဲများဂျိုင်းတောင်းနှင့်အရေးပေါ်လူနာများအတွက်အောက်ဆီဂျင်အိုးများကဒင်းများစသည်တို့အားလှူဒန်းခြင်းကာယံခြင်းတို့အားလည်းလှုပ်ဆောင်ပေးသည့်အပြင်အရေးပေါ်လူနာသွေးလိုအပ်ပါကလည်းသွေးကူညီမှုများပေးခြင်းတို့ကိုလည်းဆောင်ရွက်ပေးနေပါတယ်။ထို့ပြင်နယ်ဒေသများတွင်ကိုထူကိုထဖွင့်လှစ်ထားသောစီကံ12ခန်းအားလည်းလစဉ်စေဝါကူညီထောက်ပံ့မှုများပြုလုပ်ပေးနေပါတယ်။ယခုဆိုရင်နိုင်ကူညီမှုအသင်းရန်ကုန်ရှိဒုက္ခကုသိုလ်ဖြစ်စေကံတွင်တနေ့တွင်လူနာဦးရေ200ကျော်ခန့်အားအခမဲ့ကုသပေးခဲ့ရာယခုအချိန်ထိလူနာပေါင်း2,3,900ကျော်အားကုသပေးခဲ့ပြီးဖြစ်ပါတယ်။ထို့ပြင်
ရေးပေါ်ကြီးစားခွဲစိတ်ရမည့်လူနာများအားလည်းအစိုးရဆေးရုံများသို့ပို့ဆောင်ခွဲစိတ်မှုများပြုလုပ်ခဲ့ရာခွဲစိတ်လူနာပေါင်း9500ကျော်အားကူညီဆောင်ရွက်ပေးပြီးဖြစ်ပါတယ်။ကျန်းမာရေးချွေရင်သောလူနာများများပြားလာခြင်းအားပြန်လည်သုံးသပ်ကြည့်သည့်အခါအသိဉာဏ်နှဲပါခြင်းတွေးခေါ်မှုနှိမ်ပါခြင်းတို့အားမြင်တွေ့ခဲ့ရသည့်အတွက်အသိဉာဏ်ဖွံ့ဖြိုးတိုးတက်လာစေရန်ပညာရေးကဏ္ဍအဖြစ်ဒုက္ခအလင်းစာကြည့်တိုက်အား2010ခုနှစ်တွင်စတင်ဖွင့်လှစ်ခဲ့ပြီးဒုက္ခအလင်းပညာရေးကျောင်းအဖြစ်ຫນွေရာသီကျောင်းပိတ်ရက်များတွင်ကလေးသူငယ်များအတွက်ယဉ်ကျေးလိမ္မာသင်တန်းအင်္ဂလိပ်စာသင်တန်း Fun and Learn သင်တန်းများအပြင်ကိုယ်လက်လှုပ်ရှားမှုအတွက်အကသင်တန်းများကိုပါဖွင့်လှစ်ပေးခဲ့ပါသည်ထို့ပြင်တက္ကသိုလ်ဝန်ထမ်းများအတွက်ဆယ်တန်းကလေးများအတွက်စာသင်စာကျက်ဝိုင်းများအားဖွင့်လှစ်သင်ကြားပေးခဲ့ပြီးလောက်ကင်ရှာဖွေရေးအတွက်အထောက်အကူပြုသောသင်တန်းများအားတစ်နှစ်ပတ်လုံး LCCI စီရင်ကိုင်သင်တန်းဟိုတယ်သင်တန်းကွန်ပျူတာသင်တန်းသူနာပြုသင်တန်းအင်္ဂလိပ်စာ 4K သင်တန်းစသည့်ဘာသာရပ်များအားစင်ဆက်မပြတ်သင်ကြားပေးရရှိပါတယ်။နယ်ဒေသများရှိလူမှုရေးအသင်းဖွဲ့များအားလည်းလူမှုရေးစွမ်းရည်မြင့်သင်တန်းများအားကန့်သွင်း၍သင်ကြားပေးရရှိပါသည်။ဒုက္ခအလင်းပညာရေးမှစေကြောင်းတက်ခွင့်ရ၍စင်ရနံပါတ်သောကျောင်းသားကျောင်းသူများအတွက်ဆရာဝန်ဖြစ်သည့်အထိဂုဏ်ပြုငွေကြေးကူညီထောက်ပံ့မှုများအားဆရာဝန်ဖြစ်သည့်အထိထောက်ပံ့ပေးလျက်ရှိရာကျောင်းသား43ဦးတို့အားကူညီပေးခဲ့ပြီးဖြစ်ပါတယ်။တို့ပြင် BED ဆရာဖြစ်သင်တန်းတက်ရောက်နေကြသောကျောင်းသားအယောက်60တို့ကိုလည်းပညာသင်ထောက်ပံ့ကူညီမှုများပြုလုပ်ပြီးဖြစ်ပါသည်။ဒါပြင်ပညာဒါနအဖြစ်နယ်ဒေသများတွင်စာသင်ကျောင်း17ကျောင်းအားလည်းဆောက်လုပ်လှူဒါန်းပေးခဲ့ပြီးဖြစ်ပါတယ်။တို့နောက်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့အား2012ခုနှစ်တွင်စတင်ဖွဲ့စည်းထူထောင်ခဲ့၍မီးဘေးရေဘေးလေဘေးရင်တိုက်မှုများနှင့်နေအိမ်မှဆေးရုံသို့ပို့ဆောင်ရမည့်အရေးပေါ်လူနာများအားအကူအညီတောင်းခံလာခြင်းအချိန်နဲ့တပြေးညီလှုပ်ဆောင်ပေးနိုင်ရန်အတွက်24နာရီဝန်ဆောင်မှုများပေးနေပြီဖြစ်ပါတယ်။ထို့သောပြုလုပ်ရာတွင်ရှေးဦးသူနာပြုသင်တန်းကြက်ချေနီသင်တန်းများအားပြည်တွင်ပြည်ပပညာရှင်များကလာရောက်သင်ကြားမှုများပြုလုပ်ပေးခဲ့ရာမိမိတို့လူမှုရေးသမားများအနေဖြင့်ကျွမ်းကျင်အရေးပေါ်ကယ်ဆယ်ရေးအဆင့်အဖြစ်ရောက်ရှိအောင်ပြုလုပ်နေပြီဖြစ်ပါတယ်။ထို့ပြင်အရေးပေါ်တာဝန်ကျစေနာလှူအားပေးများမှနေဒေသရှိပရဟိတအသင်းဖွဲ့များသို့တွားရောက်၍နေလှည့်ကရှေးဦးသူနာပြုသင်တန်းအရေးပေါ်ကယ်ဆယ်ရေးသင်တန်းအားလည်းလက်ဆင့်ကမ်း၍သင်ကြားပို့ချပေးခဲ့ပါတယ်။မိုးရာသီတွင်သွေးလွန်တုပ်ကွေးယောဂများဖြစ်ပွားသောကြောင့်ချင်းအန်ရဲ့ကာကွယ်နိုင်ရန်အတွက်အစိုးရစာသင်ကျောင်းများရက်ကွက်များဘုံတော်ကြီးကျောင်းများသို့တွားရောက်၍ချင်းစည်းဖြန့်ပေးခြင်းတို့ကိုလည်းကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။နွေရာသီတွင်ရေရှားပါသောဒေသများသို့လည်းတွားရောက်၍ပေးဝေလှူဒန်းခြင်းရေတွင်အဝီစီတွင်များရေကန်များတူးဖော်ပေးခြင်းများကိုပြုလုပ်ခဲ့ရာယခုဆိုရင်128တွင်တူးဖော်လှူဒန်းပြီးဖြစ်ပါသည်။ဘာဝပတ်ဝန်းကျင်စိန်နှန်းဆိုပြေးရေးအမိုက်ကင်းစင်ရေးဇုံအဖြစ်2014ခုနှစ်တွင်စတင်၍ပြုလုပ်ခဲ့ရာအမိုက်များကောက်ပေးခြင်းစိန်နှန်းဆိုပြေးရေးအတွက်သစ်ပင်များစိုက်ပျိုးပေးခြင်းတို့ကိုပြုလုပ်ပေးခဲ့ပါသည်ခုညမှုအသင်းရန်ကုန်သည်2001ခုနှစ်မှစတင်၍လုပ်ငန်းလည်ပတ်ခဲ့ရာတရားဝင်အသင်းအဖွဲ့အဖြစ်အသင်းမှတ်ပုံတင်ခဲ့ရာ၌2004ခုနှစ်မှအသင်းအဖွဲ့မှတ်ပုံတင်ချမှတ်ပေးခဲ့ခြင်းကိုခံခဲ့ရပါသည်။ထို့နောက်3နှစ်သက်တမ်းကုန်ဆုံးခဲ့ပြီးပြန်လည်၍လျှောက်သောအချိန်တွင်2012ခုနှစ်မှတရားဝင်မှတ်ပုံတင်ပြန်လည်ချမှတ်ပေးခြင်းကိုခံခဲ့ရပါသည်။တရားဝင်မှတ်ပုံတင်မရသောအချိန်ကာလများတွင်ကျွန်တော်တို့များစွာအခက်အခဲများတွေ့ကြုံခဲ့ရပါသည်။နာဂိရေဘေးကယ်ဆယ်ရေးပခုတ်ကူရေဘေးကယ်ဆယ်ရေးပြည်တွင်းစစ်ကြောင့်စစ်ဘေးဒုက္ခရောက်နေသောတိုင်းရင်းသားပြည်သူလူထုတို့အားကူညီလှူဒါန်းမှုများပြုလုပ်ခြင်းနေတကာတို့လှည့်လည်၍ပရဟိတဟောပြောပွဲများပြုလုပ်ခြင်းတို့တွင်လည်းပိတ်ပင်တားဆီးဟန့်တားမှုများစွာကြုံတွေ့ခဲ့ရပါသည်
ရှိမလဲလောကရဲ့အတိတ်ပဲဖွေရှာရဲ့ဘယ်မှမမြင်တော့တရားဆုံးနေ နိုင်ကူညီမှုအသင်းရုံးခန်းအဖြစ်စတင်အသုံးပြုခဲ့သောသင်္ကန်းကျွန်းမြို့နယ်ဗြဟ္မဝိဟာရစာသင်တိုင်းမှ2009ခုနှစ်တွင်နိဗ္ဗာန်ရင်များနှင့်နာရီအသင်းများရက်ွက်အတွင်မထားရှိရဟုသောအင်္ဂလိပ်လက်ထက်မှဥပဒေအရဟု၍ပြောဆိုလာသဖြင့်မြောက်တကုံမြို့နယ်သို့ပြောင်းရွှေ့ခဲ့ရပါသည်မြောက်တကုံမြို့နယ်ရှိမြေကွက်သည်နိုင်ငံတော်အစိုးရမှကျွန်တော်တို့အားချမှတ်ပေးခဲ့သောမြေကွက်ဖြစ်သည်ထိုမြေကွက်သည်ပလတ်စတစ်အိတ်အမှိုက်ပုံမြေနေရာကြီးဖြစ်ပေသည်ယင်းအမှိုက်ပုံကြီးအားအများပြည်သူလူထုတို့အတွက်အကျိုးရှိမိလုပ်ငန်းများအကောင့်ထဲဖော်ပေးနိုင်မည်အဖိုးမဖြတ်နိုင်သောနေရာတစ်ခုအဖြစ်ကျွန်တော်တို့သည်အလူရှင်များအသိပညာရှင်အတတ်ပညာရှင်များနှင့်ပူးပေါင်း၍မြေသားများအားပြုပြင်၍အဆောက်အဦများကိုဆောက်လုပ်ခဲ့ရပါသည်ကျွန်တော်တို့အနေဖြင့်နာရေးကျမ်းမာရေးပညာရေးသဘာဝဘေးစစ်ဘေးစသည့်ပြည်သူလူထုကြုံတွေ့ရသောအခက်အခဲများအားမိမိတို့နိုင်လောက်ကူညီပံ့ပိုးလှူဒါန်းမှုများပြုလုပ်ပေးခဲ့သည့်အပြင်တိုင်းပြည်၏အနာဂတ်ပညာရေးစနစ်တဲ့အတွက်မြန်မာနိုင်ငံအနှံ့ချီတက်ဆန္ဒပြသောကျောင်းသားလူငယ်များအားကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးရန်အတွက်ကျွန်တော်တို့နာရီကူညီမှုအသင်းရန်ကုန်မှလည်း First Aid သင်တန်းဆင်းလူမှုကယ်ဆယ်ရေးအဖွဲ့များနှင့်အတူလူနာတင်ရင်တို့ဖြင့်လိုက်လံ၍ကူညီဖေးမပေးခဲ့ပါသည်ရင်းကဲ့သို့နိုင်ကူညီမှုလုပ်ငန်းအသီးသီးတို့သည်ကျွန်တော်တို့အတွက်ပြည်ပနိုင်ငံအဖွဲ့အစည်းများ၏ကူညီထောက်ပံ့မှုများဖြင့်လုပ်ကင်ပေးခြင်းမဟုတ်ပြည်တွင်းပြည်ပရှိမြန်မာနိုင်ငံသားများ၏လူဒန်းမှုများဖြင့်လှုပ်ဆောင်ပေးခဲ့ခြင်းဖြစ်ပါသည်နိုင်ကူညီမှုအသင်းရန်ကုန်တွင်ဝန်ထမ်းအယောက်130နှင့်လူမှုရေးအသင်းသူအသင်းသား400ကျော်တို့ဖြင့်လုပ်ကင်ပေးလျက်ရှိရာကျွန်တော်နှင့်ကျွန်တော်ဇနီးတို့သည်သင်းစတင်ထူထောင်ခဲ့သည့်2001ခုနှစ်မှစတင်၍ယနေ့တိုင်အသင်းမှလာစာယူခြင်းလုံးဝမရှိခဲ့ပါလူတို့သည်တေခြင်းတရားကိုမလွန်ဆန်နိုင်ပါမြည်သူမဆိုတေချမိသူများပင်ဖြစ်ပေသည်ဘယ်နေ့ဘယ်ချိန်ဘယ်နေရာတွင်ဘလို့ပုံစံနှင့်တေဆုံးကြရမည်ကိုမြည်သူမှမသိနိုင်ပါဒါကြောင့်မိမိတို့မသေးခင်စကြသက်ရှူခွင့်လေးရတဲ့အချိန်တိုင်းမှာကျွန်တော်ဒီလူမျိုးဘာသာစင်ရဲချမ်းသာမိတ်ဆွေရန်သူမျိုးတို့၏လိုအပ်ချက်များကိုမိမိနိုင်သလောက်တာဝန်ကိုဆက်လက်ထမ်းရွက်သွားမည်ဖြစ်ပါသည်ကျွန်တော်၏ဆောင်ပုဒ်ဖြစ်သောကိုလန်းကိုသွားကိုအလုတ်ကိုလုတ်ကိုတာဝန်ကိုကြည်ကိုသီလကိုလုံကိုသမိုင်းကိုရေးဟူသောဆောင်ပုဒ်အားကျွန်တော်သည်ရိုးမြေကြသည့်အထိလက်ကင်ပြုသွားမည်ဖြစ်ပါတော့သည်နိုင်ကူညီမှုအသင်းရန်ကုန်ရဲ့ဒေသမှုတွေဖြစ်တယ်ဒီဟာပရာဟိတလုပ်တဲ့နေရာမှာတော့အသင်းအဖွဲ့နဲ့မှပရာဟိတလုပ်လို့ရတာမဟုတ်ပါဘူးတူဦးတဲ့တယောက်တည်းလဲဒီကိုတကာရလဲပရာဟိတသမားတွေလုပ်လို့ရတယ်ဥပမာစီးပွားရေးပဲလုပ်လို့နိုင်ငံရေးပဲလုပ်လို့ကျမ်းမာရေးပဲလုပ်လို့ဘာပဲလုပ်လို့ပရာဟိတစိတ်ဓာတ်လေးနဲ့လုပ်ကြရင်ကိုယ့်အတွက်လည်းအကျိုးရှိတယ်အများအတွက်လည်းအကျိုးရပါတယ်ဥပမာကိုကမုံဟင်းကားရောင်းတယ်မုံဟင်းကားရောင်းတဲ့လူဆိုရင်စားသုံးတဲ့သူအတွက်ကျမ်းမာရေးနဲ့ကိုက်ညီအောင်တန်ရှင်းလက်ဆက်အောင်အာဟာရဖြစ်အောင်ရတာရှိအောင်ဈေးနှုန်းချိုသာအောင်သူရဲ့စေနာလေးကိုချင်းစာစိတ်ကလေးနဲ့ဒါရောင်းချရင်ဒါပရာဟိတသမားဖြစ်ပါတယ်။ကလေးတွေကျောင်းသားလူငယ်တွေကျောင်းသွားတဲ့အချိန်ကျတော့ကိုယ်တငယ်ချင်းလုပ်တဲ့လူကနေရာထိုင်မှုနေရာခက်ခဲရှိရင်ကိုယ်ဘေးလေးမှာအသားလေးဖယ်ပြီးတော့ဒါတငယ်ချင်းငါနဲ့လာထိုင်ခဲတမ်းမရှိဆိုငါမှခဲတမ်းအပူပါတယ်ဒါပရာဟိတစိတ်ဓာတ်တွေဒီပရာဟိတစိတ်ဓာတ်တွေရှိဖို့ကျွန်တော်တို့နိုင်ငံမှာလိုအပ်တယ်။ဘာလို့ဒီနိုင်ငံတော်အခုနိုင်ငံတော်တဲ့ထူထောင်နေတဲ့အချိန်မှာဒီလိုစိတ်ဓာတ်မျိုးတွေများများပေါ်ထွန်းမှုအရေးကြီးတယ်ကျွန်တော်တိုင်းပြည်ဖခင်ဗိုလ်ချုပ်အောင်ဆန်းဖာစာပလာနီလာကန်ကပြောခဲ့ပြီးတယ်တိုင်းပြည်တပြည်ဟာတဲ့ပြမစိုးတရားတွေခေါင်းပိုင်းအဲ့ဒီတိုင်းပြည်ကကပ်ပြီးမျိုးကြုံမယ်တဲ့ဒါကျွန်တော်တို့နိုင်ငံမှာအမှုရေဘေးလေဘေးမီးဘေးစစ်ဘေးလူမျိုးရေးပြည်ကတ်တွေဒါတွေကကတ်တွေပဲဒါပြမစိုးတရားတွေခေါင်းပါတဲ့အတွက်ဒီမြေတာကွင်းသာမူဒီတာဥပိ္ပခါကိုလက်ကင်ကျင့်သုံးပြီးတော့စာနာစိတ်လေးတွေကိုချင်းစာစိတ်လေးတွေမွေးဖွားကြဖို့အ
ရေးကြီးတယ်ဒီဟာဇွန်ပိုင်းရောအောက်မှာလက်ဘိန်းနဲ့ကူရတွန်းကြပါဆိုတဲ့စကားအတိုင်းကျွန်တော်တို့တွန်းတဲ့နေရာမှာလဲဟိုတစ်ဖွဲကအရှိတွန်းတယ်တစ်ဖွဲကအနောက်တစ်ဖွဲကတောင်းဟိုနောက်တစ်ဖွဲကမြောက်ဆိုရင်အဲ့လက်ဘိန်းကနှစ်တစ်နှစ်မှာပဲကျွန်တော်တို့ဦးတည်ချက်ရွယ်ချက်ကတစ်ဖက်ကျဲကိုအများတဲ့ဘလို့အကျိုးရှိမယ်အများအကျိုးတက်ဆိုတဲ့ဥတီချက်ရွေးချက်ကလေးနဲ့တွန်းကြဖို့အရေးကြီးပါတယ်။ဒါလူတွေကဘယ်နေ့မှဘယ်အချိန်မှဘလို့ပုံစံနဲ့ဘယ်သင်္ချိုင်းမှာဘဝညီကုန်းချုပ်မယ်ဆိုတာဘယ်သူမှမပြောနိုင်ဘူးအချိန်မရွေးသေသွားနိုင်တယ်။ကျွန်တော်လည်းအခုစကားပြောပြီးခဏနေလည်းသေမှာပဲမသေခင်မှာကောင်းတာလေးလုပ်ဖို့အများအကျိုးသေဖို့ရင်းနဲ့ကိုယ့်အတွက်ပါအဆင်ပြေအောင်လုပ်ကြဖို့ဒါကျွန်တော်တိုက်တွန်းလို့တယ်။အခုကျွန်တော်နေရီသွားတယ်ဆိုရင်ဘာတွေဖြစ်လာလဲတချို့ကပရာဟိတလူများတွေပရာဟိတလုပ်တော့ဟိုဘက်ရက်ကွက်ကပရာဟိတလုပ်တယ်ငါတို့လည်းလုပ်မယ်အသင်းထောင်တယ်ဟိုဘက်အသင်းကမော်ဒကာတစ်စီးရှိတယ်ငါတို့ကနှစ်စီးရှိအောင်လုပ်မယ်ဒါမျိုးတွေရုပ်ဝတ္ထုတွေပြိုင်နေကြတယ်မစိတ်ဝတ္ထုချင်းစိတ်ချင်းကိုပြိုင်မှုပရာဟိတစိတ်ဓာတ်တွေဘလောက်ရှင်းတန်းပြီးတော့ဘလောက်အနစ်နာခံပေးဆက်နိုင်တယ်ဆိုတာဒါမျိုးတွေပြိုင်ကြဖို့အရေးကြီးတယ်အဲဒါကြောင့်ကျွန်တော်ဒီပရာဟိတလုပ်ရင်လည်းအခု15နှစ်ကာလရောက်လာ15နှစ်ကာလမှာကျွန်တော်တို့တရက်ကိုနာရေးဆိုရင်တရက်ကိုအလောင်း40နဲ့50ဖြန်းမြနေ့တိုင်းတကြိုပေးနေရအခမဲ့ဘာကြောင့်လူတွေဒီလောက်သေးတာလဲဒါကိုပြန်သုံးသပ်တော့ဒါကျမ်းမာရေးချိုးရင်းနဲ့စေဝါကုသမှုဈေးတွေမြင့်မားတဲ့အတွက်ဆုံးတယ်အဲဒါနဲ့ကျွန်တော်တို့ဒီကုသိုလ်ဖြစ်ဆရာဝန်မတွေအကူအညီနဲ့ကျွန်တော်တို့ဒုက္ခကုသိုလ်ဖြစ်ဈေးကန်းဆိုတာကျွန်တော်ဖွင့်ခဲ့တယ်ဖွင့်တော့တရက်ကိုလူနာအယောက်200ကျော်တယ်ဘာကြောင့်ကျမ်းမာရေးဒီလောက်ချိုးရင်းတာလဲအသိဉာဏ်နေပါမှုဒါတွေတွေ့တဲ့အတွက်ကျွန်တော်ဒုက္ခအလင်းပညာရေးဆိုတာပညာရေးကဏ္ဍပါကျွန်တော်တို့လောက်ကင်ခဲ့တယ်ဒီလိုလောက်တာကျွန်တော်ကပညာရှင်တယောက်လည်းမဟုတ်ဘူးပညာတတ်လည်းမဟုတ်ဘူးကျွန်တော်ခုနကမှပြတဲ့အချိန်မှာကျွန်တော် final year နဲ့ physics final year နဲ့ကျွန်တော်အကြောင်းထွက်လိုက်တယ်ကျွန်တော် graduate မဟုတ်ဘူး graduate မဟုတ်ပေမဲ့ကျွန်တော်လူတွေအတွက်ကိုကျွန်တော်စဉ်းစားတယ်အဲ့ဒီအသိဉာဏ်ကျွန်တော်ရှိတယ်ဘယ်လိုပေးစမယ်ဘယ်လိုလောက်ကင်ပေးရမယ်ဒီလိုဟာတွေရှိတဲ့အတွက်ဒါကျွန်တော်တို့ဒီအသင်းဖွဲ့မှာဒီလိုလောက်ကင်ပေးနေတာဖြစ်တယ်ကျွန်တော်တယောက်တည်းအကြောင်းလုံနိုင်တာလည်းမဟုတ်ဘူးဒီမှာအသင်းဖွဲ့မှာရှိတဲ့ပညာတတ်တွေဆရာမတွေဒီအကူအညီတွေနဲ့ကျွန်တော်တို့ကပံ့ပိုးပေးရတာဖြစ်တယ်အဲ့တော့အဲ့လိုလုပ်ကြဖို့ကျွန်တော်တိုက်တွန်းတဲ့အပြင်အခုကဒီပရာဟိတစိတ်ဓာတ်ပေါ့လေအခြေခံကတော့ဒီကိုချင်းစာနာစိတ်ဆိုတာဒါကျွန်တော်တို့အသင်းမှာဒါဘယ်အသင်းဖွဲ့ဆိုတာပြဿနာပေါင်းစုံကရှိလာပြီပဲလူပေါင်းစုံနဲ့ဆက်ဆံရတယ်ကျွန်တော်တို့အသင်းမှာဆိုရင်တစ်ခါဖြစ်ဘူးတယ်လုံခြုံရေးဝန်ထမ်း2ယောက်တယောက်နဲ့တယောက်မတည့်ရတဲ့တယောက်ကနေပြီးတော့ထွက်စားလာတင်တယ်ထွက်စားလာတင်တော့ကျွန်တော်ကမေးတယ်ခင်ဗျားဘာကြောင့်ထွက်မလဲဆိုတော့ဟိုတယောက်ကကျွန်တော်အမြဲတမ်းဟိုမယုံသင်္ကာတဲ့အကြည့်နဲ့ကြည့်တယ်သူ့အကြည့်တွေမခံနိုင်တော့ဘူးမခံနိုင်တာနဲ့ထွက်မယ်ဆိုကောင်းပြီခင်ဗျားဟိုတယောက်ရဲ့အဲ့ဥပမာဥပြထားလိုက်ပေါ့ဥပြကခင်ဗျားကိုကြည့်ရဆိုရင်ခင်ဗျားဦးနီခင်ဗျားဥပြအကြောင်းဘာသိလဲသူကအရင်တော့ထောက်လန်းရေးကနေပြီးတော့ထွက်ပြီးတော့လုံခြုံရေးလာလုပ်တယ်ထောက်လန်းရေးကထွက်လာတယ်ဆိုရင်ထောက်လန်းရေးရဲ့အကျင့်အတိုင်းလူတွေကိုကြည့်ရင်မယုံသင်္ကာနဲ့ကြည့်မယ်ဟိုကောင်ဘာလုပ်လဲဘယ်သွားလဲဒါမျိုးကြည့်မယ်ခင်ဗျားကဘယ်ကလာလဲဆိုတော့သူကလူမှုရေးသမား volunteer ကနေပြီးတော့ဝန်ထမ်းလုပ်ခဲ့တယ်ခင်ဗျား volunteer လာဆိုတော့ဒီပစ္စည်းဟာဒီမှာမသိတော့ဘူးဆိုတင့်တော်ရဲ့နေရာသွားတတ်မယ်ဟာအမိုက်တွေ့ဆိုအမိုက်လိုက်ကောက်မယ်ခင်ဗျားအငြိမ်မနေတတ်ဘူးဟိုတယောက်ကတော့မျက်လုံးကဒီတိုင်းပဲရှိတာသူကဘယ်ကလာလဲဆိုတော့သဘောပေါက်သွားရင်ဒါကိုချင်းစာစိတ်ပေါ့သူဒါကြောင့်ဟိုဖြစ်ပါလားဒီလိုနားလဲသွားရင်ပြီးရောဆိုတော့အခုနှစ်ယောက်စလုံးအလုတ်ကညီညွတ်နဲ့ပျော်ရွှင်နဲ့လုတ်ကင်တယ်အဲ့တော့တယောက်နဲ့တယောက်နားလဲမှုလေးတွေရှိဖို့ပဲအရေးကြီးပါတယ်အဲ့တော့ဒါကလည်းကျွန်တော်ကဒီလိုလှုပ်လာတဲ့အပိုင်းမှာကျွန်တော်ဒီနာရေးကျမ်းမာရေးပညာရေးဒါတွေအပြင်ကျွန်တော်ကသဘာဝဘေးတို့စစ်ဘေးတို့ဒါတွေပါကျွန်တော်ကကူညီရတယ်ဒါလူသားချင်းစာနာစိတ်နဲ့ကူညီတဲ့အချိန်မှာကျွန်တော်ကိုတောက်လျှောက်လိုက်တာပဲအနောက်ကတောက်လျှောက်လိုက်တာဘာကြောင့်လိုက်မှန်းလည်းမသိသူတို့ကထောက်လိုင်းအလုပ်လုပ်မှာပေါ့ဒါပေမဲ့ထောက်လိုင်းလုပ်တဲ့အလုပ်ကတော့လွဲနေပြီဆိုတော့ကျွန်တော်ငင်းတယ်ကျော်သူကမူရစေးချတဲ့ကုံကူးတဲ့ကောင်လည်းမဟုတ်ဘူးကြောက်ချတဲ့ကောင်လည်းမဟုတ်ဘူးနိုင်ငံတော်ပုံကံမဲ့သဘုံဖွဲ့လည်းမဟုတ်ဘူးနော်ဒီပရာဟိတလုပ်နေတဲ့လူနောက်ကိုဘာလို့အချိန်ကုန်ခံမလဲငွေကုန်ကြေးရခံပြီးလိုက်မှာလဲဒီပြမှုကင်းကိစ္စတွေအများကြီးအဲ့ဒါကိုလိုက်ရင်ပိုအကျိုးရှိတယ်ဒါလည်းသူတို့ပြောတာလည်းမရဘူးသူတို့ကလိုက်တာပဲလိုက်ပေမဲ့ကျွန်တော်ကလည်းလှုပ်ရှားရှိတာလှုပ်တာပဲပြောကြရှိပြောတာပဲအဲ့တော့အရေးကြီးတာကျွန်တော်ဒီလိုအပြောင်းလဲမှာဒီအကြောက်တရားရှိနေလည်းဘာမှလုပ်ဖြစ်မှာမဟုတ်ဘူး
ကိုမှန်တဲ့အအတွက်အများအတွက်ဆိုတာကိုယ့်ဘာကိုခံယူထားတဲ့အတွက်ဒါမှန်ကန်လုပ်ဖို့ပဲအရေးကြီးတယ်ဒါမှလည်းအရာရာကိုကြော်လွှားနိုင်မယ်ကျွန်တော်တို့ဆိုရင်ဒီ2001ကစလာပြီး2003 2004လောက်ကြာတော့ဒါကျွန်တော်တို့အသင်းအောင်ပြင်လာတဲ့အတွက်ကျွန်တော်တို့တောက်လျှောက်လိုက်ကျွန်တော်တို့စတော့ကဆိုရင်ကျွန်တော်တို့စုထားတဲ့အလှငွေလေးနဲ့ကားအစုပ်2စီးဝယ်ရတယ်တောင်း H ကားအစုပ်နောက်မီးကွက်ကြီးကွဲနေတယ်ဘန်ပါမပါဘူးကားတကားပိတ်တယ်ဆိုကျိုးနဲ့ချီရတယ်အဲ့လိုနိဗ္ဗာန်ကြီးကိုအဲ့လိုပေါင်းခဲ့ရတယ်အဲ့လိုလှုပ်လာရင်လည်းနောက်ပိုင်းကျအောင်မြင်လာတဲ့အတွက်ဒါအလှငွေတွေလှူလာတဲ့အတွက်ဒါကျွန်တော်တို့အသင်းရဲ့တိုးတက်မှုတွေရှိလာတယ်ဒီရုပ်ဝတ္ထုတိုးတက်တာနဲ့အမြစိတ်ဝတ္ထုတိုးတက်ဖို့အရေးကြီးတယ်ဘာအောက်ခြေ foundation ခိုင်မှဒါအထက်ဘလောက်မြင့်တည်ဆောက်လို့ရမှာအဲ့ဒါကြောင့်ကျွန်တော်ဒီစကားနဲ့ပဲကျွန်တော်ကသမ္မတကြီးဖြစ်ခဲ့ရင်ဆိုရဲစာအုပ်ထွက်လာတာတကယ်တော့သမ္မတလုပ်ချင်တာမဟုတ်ဘူးသမ္မတငါသာသမ္မတဖြစ်တယ်ဆိုရင်အောက်ခြေပြည်လူထုရဲ့အောက်ခြေ foundation ခိုင်မာအောင်ဘာတွေလုပ်မလဲဒီပြည်လူထုကိုအနီးကထိတွေ့နေရတဲ့ဒီလူမှုရေးအသင်းဖွဲ့တွေကိုတွားမယ်တွားပြီးတော့ဘာတွေလိုအပ်လဲကျန်းမာရေးဘာတွေလုပ်ပေးနေလဲနာရေးဘာတွေလုပ်လဲပညာရေးဘာတွေလုပ်လဲဒါကိုလေ့လာလိုက်မယ်လေ့လာရင်ဒါ foundation ခိုင်မာအောင်ဘာတွေလုပ်ရမယ်ဆိုရဲအတိတရားရမယ်အဲ့ဒီအတွက်ကျွန်တော်ဒီသမ္မတကြီးဖြစ်ခဲ့ရင်ဆိုတာဒါကျွန်တော်ရေးခဲ့တာသမ္မတဖြစ်ခြင်းလို့လည်းမဟုတ်ခန့်လည်းမလုပ်ပါဘူးတသက်9နှစ်ပဲရှိတာပရာဟိတတသက်လုံးတည်တဲ့အထိလုပ်သွားလို့ရတယ်အရေးကြီးဆုံးကဒါကိုတသက်လုံးလောက်ကင်သွားနိုင်မှုဒီကိုချင်းစာနာစိတ်ကလေးတွေတီလာလုံခြုံမှုပေါ့လေကျွန်တော်ပြဿနာဖြစ်လာပြီဆိုရင်ဘာလုပ်လဲရသော်ဗျာမှာရှ िख ိုးတယ်တစ္ဆာဆိုတယ်ဒါမှမဟုတ်ကျွန်တော်ရေဝေးသုတ်တန်သွားပြီးဘဘဥတုခအုတ်ကူရှေ့မှာကျွန်တော်မြေကြီးကင်ပြီးတော့ညဘက်ဆိုသွားတစ္ဆာဆိုတယ်အဲဒီတစ္ဆာတရားနဲ့ပဲကျွန်တော်အရာရာကိုကြော်လွှားနိုင်ရမှန်ကန်တဲ့တစ္ဆာလဲဆိုရမှာပေါ့ဟုတ်လားအခုကဟိုကျွန်တော်ဒီမှာရှိတဲ့ကျွန်တော်တဲ့ကြီးတဲ့လူတွေလည်းရှိရဲငယ်တဲ့လူတွေလည်းရှိရဲအားလုံးကအရင်တော့ဆိုရင်ရုပ်ရှင်တွေပါလည်းကြည်ဘူးမှာပဲဟုတ်လားရုပ်ရှင်မင်းသားအကယ်ဒမီတွေသေတာပဲ Moss သေတာပဲဇော်ဝမ်းသေတာပဲသူ့မောင်သေတာပဲစိုင်းကြီးဆိုင်သေတာပဲခေမောင်တို့သေတာပဲဦးနေဝင်းသေတာပဲဦးအောင်တောင်းသေတာပဲဟိုပုဂ္ဂိုလ်ကြီးလည်းသေတော့မှာပဲနော်ဟိုပုဂ္ဂိုလ်ကြီးသာရွာဘာကြီးကိုပြောတာတခြားမတွေးတဲ့ကြော်သူလည်းသေမှာပဲကျွန်တော်လည်းသေမှာပဲအဲ့မသေးခင်မှာအသက်ရှူခွင့်လေးရတဲ့အချိန်လေးမှာကောင်းတာလေးပဲပြောမယ်ကောင်းတာလေးပဲလုပ်မယ်အများကျိုးတည်ပို့ပြီးတော့ပြမစိုးတရားလက်ကင်ပြုတ်သွားနိုင်ပါစေလို့ကျွန်တော်ဆုတောင်းရင်းနဲ့ညီကုန်းချုပ်ပါတယ်